ညနေတကောင်အီရှိတိုမာကီမျိုးရဲ့ဒိတ်စိတ်နေတဲ့လမ်းမထက်မှာတက်စီဒရိုင်ဘာတူဟာခီးတဲ့ရှာထွက်နေပါတယ်။ရုတ်တရက်လမ်းဘေးမှာဆူရွှဲနေတဲ့အင်ကြီးရှည်ကြီးနဲ့မျိုးသမီးတစ်ယောက်ကကားကိုတားလိုက်ပါတယ်။ဒရိုင်ဘာကကားရဲ့ဘေဘီဘဲကိုသွားမှလည်းခမန်းလို့မေးလိုက်တဲ့အခါသူမကဆူနာမီကြောင့်ဘာမှမကြံတော့တဲ့မီနာမီဟာမအရက်ကိုသွားပေးဖို့တူတူလေးပြောပါတယ်။ဒရိုင်ဘာကအဲ့ဒီမှာဘာမှမရှိတော့ဘူးလေလို့ပြန်ပြောဖို့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့တကူလုံးသွေးချင်းချင်းအေးသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ခရီးတဲ့ထိုင်တဲ့နောက်ခန်းမှာဘသူမှမရှိတော့လို့ပါပဲ။ဒါပေမဲ့ထိုင်ကုန်ပေါ်မှာတော့ပင်လယ်ရည်တွေဆူရွှဲနေတဲ့လက်ပွေရာတွေကတော့ကျန်နေခဲ့ပါတယ်။ဒါဟာရုပ်ရှင်တွေကဇာတ်ဝင်ခန်းတစ်ခုမဟုတ်ပါဘူး။2011ခုနှစ်ဂျပန်ငလျင်နဲ့ဆူနာမီဘေးဒဏ်ပြီးတဲ့နောက်မှာတက်စီဒရိုင်ဘာအများအပြားတကယ်ကြုံခဲ့တဲ့ဖြစ်ရပ်မှန်တွေပါလူပေါင်း18000ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့အဲ့ဒီဖြစ်ဆိုကြီးဟာလူတွေရဲ့အသက်ကိုယ်မကပဲအီရှိနိုမာဂီမြို့ရဲ့ဝိညာဉ်ကိုပါပြောင်းလဲပစ်ခဲ့ပါတယ်ဒီနေ့ Histopace ကနေပြီးတော့သိပ္ပံပညာရှင်တွေတောင်အပြေရှားဖို့ခက်ခဲခဲ့တဲ့ဂျပန်ကတစီများရဲ့ဗဟိဒီကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်လေးမစခင်အခုလိုဖြစ်ရမှန်သမိုင်းတွေကိုကြည့်ရဖို့ကျွန်တော်ရဲ့ Histopace Channel ကို Subscribe လုပ်သွားဖို့မမေ့ကြပါနဲ့ဦးနော်ဒီအကြောင်းအရာဟာမြို့ထဲမှာကောလာဟာလာတွေရမ်းများလာတဲ့အခါဒိုဟိုဂူကာကူအင်တက္ကသိုလ်ကကျောင်းသူယာကာကူရိုကသူမရဲ့ဘွဲယူကျန်းအတွက်ဒီကိစ္စကိုစတင်စူးစမ်းခဲ့ပါတယ်သူမဟာတက်စီဒရိုင်ဘာ100ကျော်ကိုတိုက်ရိုက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်အဟောစရာကောင်းတာကတက်စီဒရိုင်ဘာတော်တော်များများဟာအစာပိုင်းမှာဖြေဖို့ညှင်းဆန်နေကြပြီမဲ့နောက်ပိုင်းမှာတော့သူတို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ထူးဆန်းတဲ့မှတ်တမ်းတွေကိုထုတ်ပြခဲ့ကြပါတယ်ဒရိုင်ဘာ9ယောက်ကတော့သူတို့ဟာမရှိတော့တဲ့ခီးသည်တွေကိုတင်ခဲ့ရပါတယ်လို့တရားဝင်ဝန်ခံခဲ့ပါတယ်သူတို့ရဲ့ကားမီတာတွေကလည်းခီးသည်ရှိနေကြောင်းသက်သေပြနေခဲ့ပါတယ်ဒရိုင်ဘာတူရဲ့မှတ်တမ်းအရတညမှာအသက်20အရွယ်မိန်းကလေးတစ်ယောက်သူကားပေါ်တက်လာပါတယ်သူမဟာတကူလုံးရေဆိုးနေတယ်လို့ခံစားရပြီးအရန်ကိုအေးဆက်နေတဲ့ပုံစံမျိုးပါသူမသွားခိုင်းတဲ့နေရာကဆူနာမီကြောင့်လုံးဝပျောက်ကွယ်သွားတဲ့နေရာတစ်ခုပါပဲဒရိုင်ဘာကအဲ့ဒီနေရာမှာဘာမှမရှိတော့ဘူးနော်လို့သတိပေးလိုက်တဲ့အခါသူမကတုံရင်နေတဲ့အတန်နဲ့ကျမတကယ်ပဲတည်သွားပြီလားလို့ပြန်မေးခဲ့ပါတယ်ဒရိုင်ဘာကထိတ်လန့်တကြားနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါသူမပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့ထူးဆန်းတာကသူမထိုင်သွားတဲ့နေရာမှာပင်လယ်ရည်တွေဆူရွှဲနေခဲ့တာပါပဲဒါဟာဒရိုင်ဘာရဲ့စိတ်အာရုံခြောက်ခြားမှုတစ်ခုတည်းမဟုတ်ဘူးဆိုတာကိုပြနေတာပါနောက်ထပ်ဒရိုင်ဘာတဦးကတော့အဝေးအစားတသက်ရရဝေးထားတဲ့မျိုးသားတဦးကိုတင်ဆောင်ခဲ့ပါတယ်အဲဒီလူကမျိုးရဲ့ဘေကင်ယာတောင်ကုန်းတစ်ခုစီကိုသွားခိုင်းပါတယ်ကားမောင်းနေတဲ့ရှောင်းလုံးအဲ့ဒီလူဟာဘာစကားမှမပြောဘဲပရင်းပေါက်ကနေအပြင်ကိုငေးကြည့်နေခဲ့ပါတယ်။တောင်ပေါ်ကိုရောက်လို့ကားရဲ့ပေးပြီးတဲ့အခါမှာတော့နောက်ခန်းမှာဘယ်သူမှမရှိတော့ပါဘူး။နောက်ပိုင်းမှာစုံစမ်းကြည့်တဲ့အခါအဲ့ဒီမျိုးသားဟာဆူနာမီဖြစ်တဲ့အချိန်ကတောင်ပေါ်ကိုတက်ဖို့ကြိုးစားရင်လမ်းမှာတင်လိုင်းလုံးတွေနဲ့ပါသွားခဲ့တဲ့သူဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာသူ့ရဲ့မပြီးဆုံးသေးတဲ့ခရီးစဉ်ကိုအဆုံးသတ်ချင်နေတာဖြစ်နိုင်ပါတယ်။စိတ်ပညာရှင်တွေကတော့ဒါကို great hallucination လို့ခေါ်ပါတယ်။ခြေရသူတွေကိုဆုံးရှုံးလိုက်ရတဲ့စိတ်တရားကြောင့် driver တွေရဲ့စိတ်ကအလိုလိုပုံဖော်တာလို့ဆိုပါတယ်။ဒါပေမဲ့ဂျပန်လူမျိုးတွေအတွက်တော့ဒါဟာခြောက်ခြားစရာတဲ့ဝမ်းနည်းစရာတစ်ခုပါ။ driver တွေကအဲ့ဒီဝိညာဉ်တွေကိုမကြောက်ကြပါဘူး။သူတို့ကဝိညာဉ်တွေလည်းသူတို့အိမ်ကိုပြန်ကျင်ကြမှာပေါ့လို့ဆိုကြပါတယ်။တချို့ driver တွေဆိုရင်ပျောက်သွားတဲ့ခရီးသည်တွေအတွက်ကားကိုယ်တော်သူတို့ကိုယ်တိုင်စိုက်ရော်ပေးခဲ့ကြပါတယ်။ဒါဟာတည်ဆုံးသွားသူတွေပေါ်ထားရှိတဲ့ဂျပန်လူမျိုးတွေရဲ့နန်းနေတဲ့ကိုချင်းစာတရားပါပဲ။ဒီနေ့ဒီအီရှိနိုနိုမာကီမှာဒီလိုဖြစ်ရမျိုးတွေရှိနေတော့မှာပဲ။ဒါဟာလေးဝက်ဆန်းကျဲတဲ့တရေပုံမြင်တစ်ခုထက်ကြီးမားတဲ့တဘာဝဘေးဒဏ်ကြောင့်ကြံရစ်ခဲ့တဲ့စိတ်ဒဏ်ရာတွေရဲ့ပြရုပ်တစ်ခုပဲဖြစ်နိုင်ပါတယ်။သင်ရောဒီလိုတက်စီတွေအကြောင်းဘယ်လိုထင်ပါသလဲဒါတကယ်ပဲလမ်းပြောင်းနေတဲ့ဝိညာဉ်တွေလားဆိုတာကိုကွန်မန့်မှာပြောခဲ့ပေးကြပါဦး
အခုလိုစိတ်ဝင်စားစရာဖြစ်ရမှန်တွေကိုအမြဲကြည့်ဖို့ကျွန်တော်ရဲ့ History Channel ကို Subscribe လုပ်ထားပေးပါဦးနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ဗျာ